ကျွန်တော်တို့အားလုံးထဲမှာဒီယေဂိုအမန်ဒိုမာရာဒိုနာကိုမတိမမြင်မတွေ့မကြားပူးတဲ့သူဘယ်နှယောက်များရှိပါသလဲသိကြပါတယ်ခင်ဗျားတို့သာဘောလုံးပရိသတ်အစ်စ်အမှန်ဆိုရင်သိကြပေါ့တိကိုတိပါတယ်သူကကျွန်တော်တို့မျိုးဆက်ဘောလုံးသမားမဟုတ်သည့်တိုင်ယခုလက်ရှိတက်ရှိထင်ရှားမရှိတော့သည့်တိုင်သူရဲ့ဘောလုံးပါရမီဂုဏ်သတင်းတွေကတော့မွေးပြန့်လျက်ရှိနေစေဖြစ်ပါတယ်မာရာဒိုနာဆိုတာမက်ဆီပယ်လီတို့နဲ့ခိုင်နှိုင်းခံရတဲ့သမိုင်းတစ်လျှောက်ထာဝရအကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်ပါတယ်။သူရဲ့ခန္ဓာမူကဘောလုံးပရိသတ်တိုင်းမတိသူမရှိတဲ့အထိခန္ဓာပါတယ်။မာရာဒိုနာဆိုတာနဲ့လှပတဲ့အလိန်ခေါက်တွေနဲ့ဆွဲဆောင်မှုရှိတဲ့ကစားဟန်ကိုပြင်းမြင်ကြပါလိမ့်မယ်။သူရဲ့ဘဝအစကလည်းထင်ထားသလိုလွယ်ကူခဲ့တာတော့လည်းမဟုတ်ပါဘူး။အခက်အခဲအကျက်အတဲဒုက္ခပေါင်းများစွာကိုနီလန်းအမျိုးမျိုးနဲ့ကြော်ဖြတ်ခဲ့ပြီးအောင်မြင်တဲ့ဘောလုံးကစားသမားဘဝကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။တကယ်တော့ကျွန်တော်တို့အနေနဲ့မာရာဒိုနာစီကနေဘောလုံးပညာကိုအတူယူသင့်တယ်လို့သူလုပ်ခဲ့တဲ့အတူမယူသင့်တဲ့ကိစ္စတွေကနေလည်းဆင်ခြင်လို့ရနိုင်တာတွေတွေ့မြင်နိုင်ပါတယ်။မာရာဒိုနာအကြောင်းကိုကျွန်တော်တို့ပြောရင်အကျဉ်းအဖြစ်ဘောလုံးကွင်းတွင်းဘဝနဲ့ကွင်းပြင်ပဘဝကိုနှိုင်းယှဉ်ပြောရပါလိမ့်မယ်။သူရဲ့ကွင်းတွင်းဘဝထက်ကွင်းပြင်ပဘဝကလည်းပုံမစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဒီနေ့ဗီဒီယိုမှာတော့အာဂျင်တီးနားနဲ့ဘောလုံးသမိုင်းတစ်လျှောက်ထာဝရအကောင်းဆုံးကစားသမားကြီးဖြစ်တဲ့ဒီယင်ကိုအမန်ဒိုမာရာဒိုနာရဲ့ဘဝဆက်ကြောင်းကိုပြည့်စုံတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးမစတင်ခင်ကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုတွေကိုကြိုက်နေတဲ့တယ်ဆိုရင်ကျွန်တော် channel လေးကို subscribe ပြုလုပ်ပေးပြီးတော့ဗီဒီယိုလေးကို VPN ခံကြည့်ပေးဖို့တောင်းဆိုပါတယ်။ဒီယေဂိုအမန်ဒိုမာရာဒိုနာကိုတော့1960ခုနှစ်ကအာဂျင်တီးနားနိုင်ငံဘွဲနိုအေရစ်ဒေတာကဗီလာဖီယိုရီတိုလို့ခေါ်တဲ့ဆင်းရဲတဲ့ရွာလေးတစ်ရွာမှာမွေးဖွားခဲ့ပါတယ်။သူမိဘတွေဟာဘောလုံးအားကစားပေါ်မှာဆေးရထက်သန်ကြသူတွေဖြစ်ပါတယ်။တောင်အမေရိကနိုင်ငံကဆင်းရဲသားတွေဟာဘဝတက်လန်းအဖြစ်ဘောလုံးသမားလမ်းကြောင်းကိုအလေးထားကြပါတယ်။မာရာဒိုနာအသက်3နှစ်အရွယ်မှာပဲဦးလေးဖြစ်သူချီရီလိုဟာမွေးနေ့လက်ဆောင်အဖြစ်မာရာဒိုနာအတွက်ပထမဆုံးသောဘောလုံးကိုလက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါတယ်။ဒါကပဲမာရာဒိုနာကိုဘောလုံးသမားဖြစ်လာစေခဲ့တဲ့အစလို့ပဲပြောရမှာပါ။နောက်ပိုင်းအင်တာဗျူးမှာမာရာဒိုနာကသူ့ဘဝမှာရရှိမှုတဲ့လက်ဆောင်တွေထဲမှာအဲဒီလက်ဆောင်ဟာသူ့ဘဝမှာအလားပဆုံးလက်ဆောင်ပဲလို့ပြောဆိုခဲ့ပါတယ်။ဒီလိုနဲ့မာရာဒိုနာတယောက်ရွာတွေကလမ်းမထက်မှာဘောလုံးစတင်ကစားခဲ့ပါတယ်။သူရဲ့ရွာဟာစီးရဲတဲ့ရွာဖြစ်တာကြောင့်ဘောလုံးကစားဖို့ရမြေတွေကမညီမညာဖြစ်နေတာကြောင့်အဆင်မပြေလာပါဘူး။ကျွန်တော်တို့မြန်မာနိုင်ငံသားတွေတော့အသိဆုံးပါ။ဒါမျိုးတွေကမိတ်ဆွေတို့သိတဲ့အတိုင်းမြေမညီညာရင်ဘောလုံးထိမ့်သိမ်းကစားရတာမလွယ်ကူလာပါဘူးအဲ့ဒါကပဲမာရာဒိုနာကိုပိုကောင်းအထောက်အကူဖြစ်ခဲ့သလိုပါပဲမာရာဒိုနာဟာအဲ့လိုကျဲတက်တဲ့လမ်းမတွေထက်မှကစားတာတော့ဘောလုံးထိမ့်သိမ်းလွန်စွာကောင်းမွန်တာကိုတွေ့မြင်ခဲ့ရပါတယ်အဲ့ဒီအချိန်မာရာဒိုနာအတွက်ရွေးချယ်စရာအများကြီးမရှိခဲ့ပါဘူးရွေးချယ်စရာ2ခုရှိခဲ့ပြီးတစ်ခုကဘောလုံးဆက်ကန်ပြီးအသက်မွေးဝမ်းကြောင်းပြုမလားနဲ့ရွာတွေကဂန်စတာအဖွဲ့ဝင်ပြီးအသက်မွေးဝမ်းကြောင်းပြုမလားဆိုတာပါပဲဒီနေရာမှာမာရာဒိုနာရဲ့မိဘတွေဟာမာရာဒိုနာဘောလုံးအပေါ်100%အပြည့်အဝအာရုံစိုက်နိုင်အောင် support လုပ်ပေးခဲ့ကြပါတယ်ဒီလိုနဲ့ခြေစွမ်းပါရမီလည်းကောင်းမိဘထောက်ပံ့မှုတွေလည်းရနေတဲ့မာရာဒိုနာကိုအသက်8နှစ်အရွယ်မှာပဲပြည်ရေးအသင်းတစ်သင်းဖြစ်တဲ့အာဂျင်တီနိုစ်ဂျူနီယာအသင်းရဲ့ကင်းတော်ဖြစ်သူဖရန်စစ်ကိုရဲဟိုကမျက်စိကျခဲ့ပါတယ်အဲ့ဒီအချိန်မှာအသက်19နှစ်အောက်လူငယ်အသင်းကိုဖွဲ့စည်းဖို့လုပ်နေခဲ့တာပါဒီလိုနဲ့အစမ်းကာလပြီးဆုံးချိန်မှာတော့မာရာဒိုနာကအသက်အရွယ်နဲ့မလိုက်အောင်ကောင်းလွန်ခဲ့တာကြောင့်အသက်9နှစ်အရွယ်1969ခုနှစ်မှာပဲအာဂျင်တီနိုစ်ဂျူနီယာအသင်းရဲ့ဂျူနီယာအသင်းမှာပါဝင်ခွင့်ရခဲ့ပါတယ်အဲ့ဒီအသင်းမှာတော့မာရာဒိုနာနေတဲ့ကျော်နံပါတ်10နဲ့အတူနံပါတ်10ရိုးနဲ့လွတ်လပ်ကစားခွင့်ရခဲ့ပြီးအသင်းမှာထွန်းတောက်ဖို့အလားအလာအကောင်းဆုံးလူငယ်ကစားသမားဖြစ်ခဲ့ပါတယ်1982ခုနှစ်မှာတော့မာရာဒိုနာကိုလူအနှဲငယ်ကစတင်သတိထားမိခဲ့ကြပါတယ်။အဲဒီနောက်သိမကြခင်မှာပဲသူ့ဘဝရဲ့ပထမဆုံးအင်တာဗျူးဖြစ်သူ့ဘဝရဲ့အကြီးမားဆုံးရည်မှန်းချက်ကိုမေးမြန်းခဲ့ရမှာတော့မာရာဒိုနာအနေနဲ့သူ့ရဲ့အကြီးမားဆုံးရည်မှန်းချက်ဟာအာဂျင်တီးနားအသင်းနဲ့အတူကမ္ဘာဖလားမှာပါဝင်ကစားရနိုင်ဖို့ပါလို့ဖြေဆိုခဲ့ပါတယ်။မာရာဒိုနာဆိုတာငယ်စဉ်ကတည်းကနေဒီလိုမျိုးဆန္ဒပြင်းပြခဲ့သူဖြစ်ပါတယ်။1984မှာတော့မာရာဒိုနာအနေနဲ့ကောင်းတဲ့ကောင်းမွန်လာခဲ့ပြီးအသင်းကြီးအတွက်ကစားပေးဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီဒီလိုနဲ့1986အောက်တိုဘာ20သူ့အသက်16နှစ်မပြည့်ခင်10ရက်အလုံးမှာတော့
မာရာဒိုနာအနေနဲ့သူကစားသမားဘဝပထမဆုံး professional ပွဲကို Argentinos Junior အသင်းအတွက်စတင်ကစားပေးခွင့်ရရှိခဲ့ပါတယ်။ဒါဟာ Argentina ပထမတန်းပေါ်လုံးသမိုင်းတစ်လျှောက်အသက်အငယ်ဆုံးပွဲထွက်ကစားသမားဖြစ်တဲ့စံချိန်လည်းဖြစ်ခဲ့ပါတယ်။မာရာဒိုနာကငယ်စဉ်ကတည်းကအကြီးတန်းတွေနဲ့သာကစားလာခဲ့တာကြောင့်သူ့အနေနဲ့ကောင်းကောင်းရှောင်ဆော့တတ်တယ်လို့ဒဏ်ရာပြဿနာကင်းစင်အောင်လည်းကစားနိုင်ခဲ့ပါတယ်။မာရာဒိုနာအနေနဲ့ကလပ်အသင်းမှာကစားခွင့်မိနစ်အပိုင်းအခြားတချို့သာရရှိနေသေးတာဖြစ်ပါတယ်။1989ဖေဖော်ဝါရီမှာတော့မာရာဒိုနာကိုအာဂျင်တီးနားလက်ရွေးစင်နီးပြဖြစ်သူစီဇာမီနိုတီကရွေးချယ်ခေါ်ယူခဲ့ပါတယ်။အသက်16နှစ်အရွယ်ဖေဖော်ဝါရီ29ရက်နေ့မှာတော့ဟန်ဂေရီနဲ့ပွဲမှာနိုင်ငံလက်ရွေးစင်ကစားသမားဘဝပထမဆုံးစတင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။အဲ့ဒီချိန်ကအင်တာဗျူးတစ်ခုမှာမာရာဒိုနာကဒီကိစ္စတွေနဲ့ပတ်သက်လို့အရာရာဖြစ်ပျက်သွားတာအရေးမြန်ဆန်လွန်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။1999မှာတော့မာရာဒိုနာအနေနဲ့သူ့အချစ်ဆုံးတငယ်ချင်းဖြစ်သူဟိုကေစီထရပီလာကိုသူရဲ့ဘောလုံးအေဂျင့်အဖြစ်စတင်ခန့်အပ်ခဲ့ပါတယ်။အဲဒီနောက်သူကသမိုင်းတစ်လျှောက်အာဂျင်တီးနားကစားသမားရဲ့ပထမဆုံးအေဂျင့်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မေလမှာတော့မာရာဒိုနာအတွက်ပထမဆုံး professional စာချုပ်ကိစ္စအတွက်စတင်ဆွေးနွေးခဲ့ကြပါတယ်။1989ရာသီကတော့မာရာဒိုနာအတွက် Argentinos Junior အသင်းနဲ့အတူပထမဆုံး professional ပွဲဥထွက်ရာသီလည်းဖြစ်ခဲ့ပါတယ်။မာရာဒိုနာအနေနဲ့အသက်အရွယ်အရငယ်ရွယ်တာမှန်ပေမဲ့လည်းအသင်းကိုဝိုင်းကစားသမားတစ်ဖွဲ့ဦးဆောင်မောင်းနေခဲ့တာပါ။ဒါကြောင့်ပဲတိတ်မကြခင်မှာပဲအသင်းကောင်းဆောင်လက်ပတ်ဟာမာရာဒိုနာလက်ထက်ရောက်ရှိလို့လာခဲ့ပါတယ်။1988မှာတော့အာဂျင်တီးနားတို့ကကမ္ဘာဖလားအိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ရှိနေခဲ့တာကြောင့်မာရာဒိုနာတယောက်လက်ရွေးစင်အသင်းအတွက်ကစားပေးစဉ်စိတ်တွေဟာပုံမပြင်းထန်နေခဲ့ပါတယ်။ဒါပေမဲ့လည်းအာဂျင်တီးနားနီးပြဖြစ်သူစီဇာမီနိုတီစီမှာတော့မာရာဒိုနာအတွက်မတူညီတဲ့အစီအစဉ်တွေရှိနေခဲ့ပါတယ်။အဲ့ဒီအစီအစဉ်ကတော့ကမ္ဘာဖလားအတွက်နောက်ဆုံးရွေးချယ်ခဲ့တဲ့လူစင်းမှာမာရာဒိုနာကိုချန်လက်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီကမ္ဘာဖလားမှာတော့အာဂျင်တီးနားတို့ဟာအေရှင်ပရိသတ်ရှစ်မှာတမိုင်းတစ်လျှောက်ပထမဆုံးသောကမ္ဘာဖလားကိုကင်မြောက်နိုင်ခဲ့ပါတယ်။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့နီးပြဖြစ်သူမီနိုတီကယခုလိုတုံ့ပြန်ခဲ့ပါတယ်။သူကအရန်ကိုငယ်ရွယ်နေသေးပြီးအဲ့ဒီနေရာမှာကစားတဲ့သူ့ထက်အတွေ့အကြုံရင်ကစားသမားတွေလည်းရှိနေခဲ့ပါတယ်လို့တုံ့ပြန်ခဲ့ပါတယ်။ဒီလိုချန်လက်ခံရမှုကြောင့်နိုင်ငံလက်ရွေးစင်အသင်းအတွက်ကမ္ဘာဖလားမှာကစားပေးခြင်းနဲ့ဆန္ဒဟာလည်းဖြစ်မလာခဲ့တာကြောင့်မာရာဒိုနာတယောက်စိတ်ပြက်လက်ပြက်ဖြစ်နေခဲ့ပါတယ်။အဲနောက်လာအနေငယ်အကြာမှာတော့မာရာဒိုနာရဲ့ငယ်ဘဝအိမ်မက်ဖြစ်တဲ့ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ပယ်လီနဲ့ကိုပါကယ်ဘာနာပွဲမှာတွဲဆုံခွင့်ရခဲ့ပြီးကြီးမြတ်တဲ့ကစားသမားစီကငယ်ငယ်ရွယ်ရွယ်နဲ့အတွေ့အကြုံတွေစီးပူးခွင့်ရခဲ့ပါတယ်။အဲ့ဒီအချိန်မှာပီလီအနေနဲ့မာရာဒိုနာဘဝတစ်လျှောက်လုံးတတိယအောင်အောက်မေ့နေမဲ့ဩဝါဒစကားကိုလည်းပြောခဲ့ပူပါတယ်။အဲ့ဒါကတော့မင်းအတွက်လက်ခုပ်တီးတန်းတွေနဲ့အပေးချီးမြှောက်မှုတွေကိုလက်ခံပါဒါပေမဲ့အဲ့ဒါတွေအတွက်နဲ့ပဲတော့မရှင်တန်ပါနဲ့လို့ဆိုပြီးပြောခဲ့တာပါမာရာဒိုနာကလည်းပီလီနဲ့တွဲဆုံခွင့်ရခဲ့တာကိုယခုလိုအမွှန်းတင်ပြောခဲ့ပူပါတယ်ကျွန်တော်ပယ်လီနဲ့တွဲဆုံခွင့်ရခဲ့တာကတော့ကျွန်တော်မှမရှိသေးတဲ့ကမ္ဘာဖလားကိုရရှိလိုက်သလိုပါပဲလို့အမွှန်းတင်ခဲ့ပါတယ်ဒီလိုနဲ့မာရာဒိုနာလည်းခြေစွမ်းကောင်းတွေနဲ့အတူအသက်18နှစ်ထဲကိုရောက်ရှိလာချိန်မှာတော့တောင်အမေရိကအသင်းတွေနဲ့ဥရောပအသင်းတွေရဲ့စိတ်ဝင်စားမှုတွေရှိခဲ့ပါတယ်1988ရာသီမှာတော့မာရာဒိုနာတယောက်ပုံမထိုးလင်းခဲ့ပြီးမက်ထရိုပိုလီတာနိုပြိုင်ပွဲမှာ21ဂိုးနဲ့အတူသွင်းဂိုးအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ဒါကမာရာဒိုနာရဲ့ကစားသမားဘဝတစ်လျှောက်ပထမဆုံးအကြိမ်ပြိုင်ပွဲတစ်ခုရဲ့သွင်းဂိုးအများဆုံးကစားသမားဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုနဲ့နွေရာသီမှာတော့ဒီယေဂိုမာရာဒိုနာအတွက်အင်္ဂလန်အသင်းရှက်ဖီးယူနိုက်တက်ရဲ့တရားဝင်ကမ်းလှမ်းမှုကိုရရှိခဲ့ပါတယ်။အဲ့ဒီချိန်မှာအာဂျင်တီးနားဟာအာနာရှင်လက်အောက်ကျရောက်နေခဲ့တာကြောင့်အာဂျင်တီးနားနီးပြတ်မီနိုတီအနေနဲ့မာရာဒိုနာကိုပြပထွက်မှကစားဖို့အကြံပေးပြီးတားမြစ်ခဲ့ပါတယ်။အာဂျင်တီးနားရဲ့တရားဝင်ထုတ်ပြန်ချက်မှာတော့မီနိုတီနဲ့အာဂျင်တီးနားအသင်းဟာဂျပန်မှာကျင်းပမဲ့လူငယ်ကမ္ဘာဖလားဝင်ရောက်ဖို့ပြင်ဆင်နေခဲ့တာကြောင့်လို့ထုတ်ပြန်ခဲ့ပေမဲ့လည်းနောက်ကွယ်မှာတော့ရှုပ်ထွေးတဲ့နိုင်ငံရေးအခမ်းကဏ္ဍတွေပါဝင်ခဲ့ပါတယ်။အဲ့ဒီအကြောင်းအရာတွေကိုဗီဒီယိုနောက်ပိုင်းမှာကျွန်တော်ပြန်လည်ပြောပြပေးသွားပါမယ်။ဒီလိုနဲ့1989ခုနှစ်မှာတော့မာရာဒိုနာဟာဆက်လက်ထွန်းလင်းခဲ့ပြီး professional ကစားသမားဘဝနောက်ထပ်အကောင်းဆုံးရာသီတစ်ခုကိုဖျက်ဆီးမှုရှိနေခဲ့တာပါ။သူဟာအဲ့ဒီချိန်အာဂျင်တီးနားအသင်းနဲ့အတူဂျပန်ကိုလူငယ်ကမ္ဘာဖလားတွဲရောက်ရှင်ပြိုင်ခဲ့ပြီးအသင်းကိုဦးဆောင်ကအောင်မြင်မှုရယူပေးနိုင်ခဲ့ပါတယ်။မာရာဒိုနာအနေနဲ့အဲ့ဒီပြိုင်ပွဲမှာ6ပွဲကစားခဲ့ပြီးသွင်းဂိုး9ဂိုးထိသွင်းယူပေးခဲ့ကပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုနဲ့အတူအာဂျင်တီးနားတို့ကိုလူငယ်ကမ္ဘာဖလားဆုကူပေးနိုင်ခဲ့ပါတယ်။အဲ့ဒီလူငယ်ကမ္ဘာဖလားကိုတွဲရောက်ရှင်ပြိုင်ခဲ့တဲ့အာဂျင်တီးနားအစုအဖွဲ့နဲ့ပတ်သက်လို့သူ့ရဲ့ဘဝဆက်ကြောင်းမှာယခုလိုဖော်ပြခဲ့ပူပါတယ်။အဲ့ဒီချိန်တုန်းကအာဂျင်တီးနားရဲ့အစုအဖွဲ့ဟာကျွန်တော်ဘောလုံးသမားဘဝတစ်လျှောက်အကောင်းဆုံးအသင်းပါပဲလို့ဖော်ပြခဲ့ပူပါတယ်။အဲ့ဒီနောက်မာရာဒိုနာတယောက်တစားနဲ့တစားနာမည်ကြီးလာလို့နေခဲ့ပါတယ်။မာရာဒိုနာကိုအာဂျင်တီးနားမှာပဲဆက်ကစားစေချင်တာကအာနာရှင်တွေရဲ့ဦးစားပေးဆန္ဒဖြစ်ခဲ့ပါတယ်။မာရာဒိုနာအနေနဲ့ငယ်ရွယ်လွန်းသေးတာကြောင့်နိုင်ငံရေးတဲ့ကိုတဲတဲဝဝင်မသိပဲဂျာနီတယောက်ဖြစ်တာရှိနေခဲ့တာပါ
အာနာရှင်တို့ဟာမာရာဒိုနာကိုအာဂျင်တီးနားမှာပဲဆက်ကစားစေချင်တာကြောင့်စစ်မှုမထမ်းမနေရစနစ်ကနေမာရာဒိုနာကိုကင်းလွတ်ခွင့်ပေးခဲ့ပါတယ်ဒီလိုနဲ့အာနာရှင်စစ်တပ်ဟာမာရာဒိုနာကိုအာဂျင်တီနို့စ်ဂျူနီယာအသင်းမှသာဆက်လက်ကစားစေဖို့ကလပ်အသင်းကိုထောက်ပံ့ပေးပြီးမာရာဒိုနာကိုလည်းအာဂျင်တီးနားဘောလုံးသမားတွေထဲမှာလောက်ခလာစာအများဆုံးကစားသမားဖြစ်စေခဲ့ပါတယ်1980ရာသီမှာတော့မာရာဒိုနာဟာပိုလိုတောင်မှထွန်းတောက်လာခဲ့ပြီး45ပွဲကစား43ဂိုးထိသွင်းယူပေးခဲ့ပြီးသူမရောက်ခင်အလဲလက်အစ်စ်မှသာရှိနေခဲ့တဲ့အသင်းတစ်သင်းကိုဒုတိယနေရာနဲ့ယာတီပိတ်သိမ်းအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီယာတီကိုတော့မာရာဒိုနာကစားသမားဘဝတစ်လျှောက်အကောင်းဆုံးယာတီတွေကတစ်ခုအဖြစ်သတ်မှတ်ကြပါတယ်။ဒီလိုနဲ့1982ခုနှစ်အသက်20အရောက်မှာတော့မာရာဒိုနာအနေနဲ့12နှစ်ကြာကစားခဲ့တဲ့အာဂျင်တီနို့စ်ဂျူနီယာအသင်းကနေအာဂျင်တီးနားရဲ့အင်အားကြီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ဘိုကာဂျူနီယာအသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ဒီပြောင်းရွှေ့ကလည်းအနည်းငယ်တော့ရှုပ်ထွေးခဲ့ပါတယ်။တကယ်ဆိုမာရာဒိုနာကိုပုံမတာလွန်တဲ့စာချုပ်ပါအချက်လက်တွေနဲ့ကမ်းလှမ်းခဲ့တာကတော့ဘိုကာဂျူနီယာအသင်းရဲ့အကြီးမားဆုံးပြိုင်ဘက် River Plate ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းမာရာဒိုနာကတော့ပြက်ပြက်တသားပဲပြောင်းရွှေ့ခြင်း၄သန်းနဲ့အတူ16လအငားနဲ့ဘိုကာဂျူနီယာအသင်းကိုသာပြောင်းရွှေ့ခဲ့ပါတယ်။အဲဒီနောက်စာချုပ်ကုန်ချိန်မှာတော့နောက်ထပ်၄သန်းပေးကမာရာဒိုနာကိုအပိသက်ခေါ်ယူခဲ့ပါတယ်။ဒီချိုးကွေးကတော့မာရာဒိုနာအတွက်ဘဝပြောင်းလဲခဲ့တဲ့အချိုးကွေးဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့အသက်20မှာတင်ကြော်ကြားနေခဲ့တဲ့မာရာဒိုနာတယောက်ဘိုကာဂျူနီယာမှာတော့ထိမရသိမရကြော်ကြားခဲ့ပါတယ်။မာရာဒိုနာတွေနဲ့ဘိုကာဂျူနီယာမှာရှိနေခဲ့တဲ့အချိန်ခဏအတွင်းမှာဒီပြဖြစ်သူဆီလ်ဗီယိုမာဇိုလီနီနဲ့အစင်မပြေမှုတွေရှိခဲ့ပေမဲ့လည်းအောင်မြင်တဲ့ကာလကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။အဲ့ဒီရာသီမှာမာရာဒိုနာဟာဘိုကာဂျူနီယာအသင်းအတွက်လိဂ်သွင်းကို18ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးဘိုကာဂျူနီယာအသင်းကိုလည်းမက်ထရိုပိုလီတာနိုဆူဖလားကိုကင်မြောက်စေခဲ့ပါတယ်။ဒါကတော့မာရာဒိုနာအနေနဲ့အာဂျင်တီးနားမှာစုခူးနိုင်တဲ့တခုတည်းသောအမှတ်ပေးဖလားလည်းဖြစ်ခဲ့ပါတယ်။1982ခုနှစ်မှာတော့ဘိုကာဂျူနီယာအသင်းဟာနိုင်ငံရေးကျပ်တဲမှုတွေကြောင့်ဗန်နာရေးမတီမငြိမ်ဖြစ်ခဲ့ရပြီးမာရာဒိုနာကိုလစာပေးချေနိုင်မှုအခက်အခဲဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ဘိုကာဂျူနီယာအသင်းအတွက်ပွဲ40ကစား28ကိုသွင်းယူပြီးချိန်မှာတော့မာရာဒိုနာအနေနဲ့ဘိုကာဂျူနီယာအသင်းကနေထွက်ခွာလာခဲ့ပါတယ်။မာရာဒိုနာတယောက်လက်ရွေးစင်အသင်းနဲ့အတူသူ့ဘဝမှာဖြစ်ချင်ဆုံးဆန္ဒဖြစ်တဲ့စပိန်မှာကျင်းပမဲ့ကမ္ဘာဖလားကစားဖို့ပြင်ဆင်နေခဲ့ပါတယ်။ဒီလိုနဲ့မာရာဒိုနာဟာစပိန်မှာကျင်းပခဲ့တဲ့1982ကမ္ဘာဖလားမှာတော့အလားအလာအရှိဆုံးလူငယ်ကစားသမားအဖြစ်စောင့်ကြည့်ခံခဲ့ရပါတယ်။အာဂျင်တီးနားအသင်းဟာအဲ့ဒီအချိန်က1988ကမ္ဘာဖလားရခဲ့တဲ့ကစားသမားတချို့နဲ့အတူကစားသမားတစ်တွေပေါင်းဆက်ကပြိုင်ပွဲမှာစောင့်ကြည့်ခံရတဲ့အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအချိန်အာဂျင်တီးနားတို့ဟာဗြိတိရှ်တို့နဲ့ဖော့ကလန်ကျွန်းမှာစစ်ဖြစ်နေခဲ့တာပါ။အဲ့ဒီအချိန်နိုင်ငံပိုင်မီဒီယာတွေကနေစစ်ပွဲမှာအာဂျင်တီးနားတို့အနိုင်ရနေကြောင်းပုံဖော်ဝါဒဖြန့်ခဲ့ပါတယ်။ဒါပေမဲ့တကယ်အပြင်မှာတော့ဖြစ်ရပ်တွေဟာသူတို့ထုတ်ပြန်ချက်တွေနဲ့ပြောင်းပြန်ဖြစ်နေခဲ့တာပါ။ဒီအကြောင်းကိုစပိန်မှာကျင်းပမဲ့ကမ္ဘာဖလားကိုဝင်ရောက်ရှင်ပြိုင်မှုရောက်ရှိနေခဲ့တဲ့အာဂျင်တိုင်းသားတွေသိရှိသွားချိန်မှာတော့များစွာစိတ်ထိခိုက်ခံစားခဲ့ကြရပါတယ်။ဒါရီရဲ့ဆိုးကျိုးကအာဂျင်တီးနားအသင်းသားတွေရဲ့ကွင်းတွင်းခြေစွမ်းကိုပါတက်ရောက်မှုရှိခဲ့ပြီးအာဂျင်တီးနားတို့ပုံပြက်ပန်းပြက်ဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့ပွဲဥထွက်ဘယ်လ်ဂျီယံနဲ့ပွဲမှာမာရာဒိုနာအပါအဝင်တစ်သင်းလုံးရုန်းကန်ခဲ့ကြရပြီး1-0နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။ဒါပေမဲ့လည်းနောက်လက်ကျန်နှစ်ပွဲကိုတော့အနိုင်ရရှိခဲ့ပါတယ်။မာရာဒိုနာအနေနဲ့သူ့ဘဝတစ်လျှောက်ပထမဆုံးကမ္ဘာဖလားသွင်းကုန်ကိုတော့ဟန်ဂေရီကို4-1နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ2ဂိုးသွင်းယူပြီးရယူနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ second round မှာတော့အာဂျင်တီးနားဟာအီတလီဘရာဇီးတို့နဲ့ရှင်ပြိုင်မှုရှိနေခဲ့တာပါ။အီတလီနဲ့ကစားခဲ့တဲ့ပွဲစဉ်ကတော့ဘလုံးသမားတစ်လျှောက်အထင်ကြီးရှိခဲ့တဲ့ပွဲစဉ်တွေကတပွဲဖြစ်ခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာအီတလီနောက်ခံလူဖြစ်တဲ့ကလော်ရီယိုကမာရာဒိုနာကိုပွဲစဉ်တစ်လျှောက်လုံးလူကက်ကစားခဲ့ပြီးတားဆီးနိုင်ဖို့ပြစ်ဒဏ်ပေါ်အကျဉ်းချင်းကျူးလွန်ခဲ့ရပါတယ်။အီတလီတစ်သင်းလုံးဟာအဲ့ဒီပွဲစဉ်မှာမာရာဒိုနာတယောက်တည်းကိုပြစ်ဒဏ်ပေါ်23ကြိမ်ထိကျူးလွန်ခဲ့တာဖြစ်ပြီးတော့အဲ့ဒါကအဲ့ဒီအချိန်ကမ္ဘာဖလားသမိုင်းတစ်လျှောက်အကြိမ်အများဆုံးပြစ်ဒဏ်ပေါ်ကျူးလွန်ခံရတဲ့အရေးအတွက်ဖြစ်ခဲ့ပါတယ်။အဲ့ဒီပွဲစဉ်အီတလီကွေးလဲမှာကစားခဲ့တဲ့မာကိုတက်တဲလီကမာရာဒိုနာနဲ့ပတ်သက်လို့ယခုလိုပြောခဲ့မှုပါတယ်။ခင်ဗျားအနေနဲ့မာရာဒိုနာကိုတားဆီးနိုင်ဖို့ဆိုရင်ခင်ဗျားရဲ့လက်ကောခြေထောက်ကောအသုံးပြုရမယ်။အခါတလေဆိုကန်သိရင်ကန်ရပါမယ်။ဒီလိုမှမဟုတ်ရင်တော့သူ့ကိုထိန်းဖို့နီးလန်းဆိုတာမရှိပါဘူးလို့ဆိုကမာရာဒိုနာကိုထိန်းရခက်ကြောင်းဖွင့်ရခဲ့မှုပါတယ်။အဲ့ဒီပွဲစဉ်မှာကအီတလီကအာဂျင်တီးနားကို2ဂိုးတကိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။အီတလီတို့ဟာခန်းစစ်ပိုင်းကျစ်လက်မှာကြောမှုနဲ့အတူအဲ့ဒီနှစ်ပြိုင်ပွဲရဲ့ချန်ပီယံမှာဖြစ်ခဲ့ပါတယ်။ဘရာဇီးနဲ့ပွဲစဉ်မှာတော့ပွဲစဉ်နောက်ပိုင်းမှာမာရာဒိုနာအနေနဲ့အနီးကပ်ပြသခံခဲ့ရပြီးထုတ်ပယ်ခံခဲ့ရပါတယ်။အာဂျင်တီးနားတို့ဟာလည်း3-1နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။ဒီလိုကမ္ဘာဖလားကနေမာရာဒိုနာတို့မရှုမလထွက်ခွာလာခဲ့ရပေမဲ့လည်းအသင်းကြီးတွေရဲ့မာရာဒိုနာပေါ်စိတ်ဝင်စားမှုကဆက်လက်ရှိနေစေဖြစ်ပါတယ်။ဒီလိုနဲ့ဥရောပရဲ့အင်အားကြီးအသင်းတွေကတသင်းဖြစ်တဲ့ဘာစီလိုနာကမာရာဒိုနာကိုထွန်းလင်းဖို့အခွင့်အရေးပေးခဲ့ပါတယ်
မာရာဒိုနာကဘာစီလိုနာကိုအဲ့ဒီချိန်ကစံချိန်တွေပြောင်းရွှေ့ခြင်း9.3 သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီးကမ္ဘာပေါ်မှာလောက်ခလာကြအများဆုံးဘောလုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။အဲ့ဒီချိန်ဘာစီလိုနာတို့ဟာ Johan Cruyff ထွက်ခွာသွားခြင်းနဲ့အတူရုန်းကန်နေခဲ့ရတဲ့ကာလဖြစ်ပါတယ်။ဒါကမာရာဒိုနာအတွက်ကမ္ဘာဖလားချက်ရှုံးမှုနောက်ပိုင်းသူ့ကိုယ်သူတက်သေးပြခွင့်ရမယ့်အကောင်းဆုံးအခွင့်အရေးလည်းဖြစ်နေခဲ့ပါတယ်။မာရာဒိုနာအနေနဲ့ဘာစီလိုနာမှာတော့အချိန်တိုအတွင်းအသင်းပေါ်တွေရဲ့ယုံကြည်မှုအလင်းမြန်ရပြီးအထိုင်ကျကအဓိကကစားသမားဖြစ်လာခဲ့ပါတယ်။မာရာဒိုနာရဲ့ပါတီကျိုက်မိုးလင်းမောက်တိရက်တောက်ပျော်ပါတဲ့အကျင့်ဟာစပိန်မှာတော့ပုံမဆူရခဲ့တယ်ပြောရမှာပါ။ကွင်းတွင်းမှာခြေစွမ်းကောင်းတချို့ပြတ်တတ်ထားနိုင်သည့်တိုင်ကွင်းပြင်ပမှာတော့သူ့နေထိုင်မှုပုံစံကဝေဖန်စရာများခဲ့ပါတယ်။ဘလောက်ထိအခြေအနေတွေဆိုးခဲ့လဲဆိုရင်အဲ့ဒီချိန်ကဘာစီလိုနာဥက္ကဋ္ဌဖြစ်ခဲ့တဲ့နူနက်စ်ကိုယ်တိုင်1982ခုနှစ်ဒီဇင်ဘာလမှာယခုလိုထုတ်ပေါ်ပြောဆိုခဲ့ဦးပါတယ်။ဘောလုံးကစားသမားတစ်ယောက်ဆိုတာဘောလုံးတစ်ခုတည်းကစားနေလို့မရပါဘူး။တကိုယ်ရေဘဝမှာလည်းထိန်းထိန်းသိမ်းသိမ်းနေတတ်ရပါမယ်။အကယ်၍ကစားသမားတစ်ယောက်ကဒီအရာတွေကိုနားမလည်ဘူးဆိုရင်ကျွန်တော်တို့တွေနဲ့သူ့ကိုအပြစ်ပေးနေလို့ဘာမှမထူးပါဘူး။အဲ့ဒီလိုကစားသမားအတွက်အကောင်းဆုံးအရာကတော့အသင်းကနေထွက်ခွာသွားတာပါပဲလို့မာရာဒိုနာကိုရည်ညွှန်းပြောဆိုခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်မာရာဒိုနာကလည်းယခုလိုပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ကျွန်တော်အနေနဲ့ဘသူတူတယောက်ရဲ့ဘဝကိုမှအစီအစဉ်မချပေးခဲ့ဘူးပါဘူး။ဒီလိုပဲကျွန်တော်ဘဝကိုလည်းတစုံတယောက်ကအစီအစဉ်ချပေးတာမျိုးကိုမလိုချင်ပါဘူးလို့တုံ့ပြန်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ထင်သားလိုပဲမီဒီယာတွေရဲ့အထူးထိုးနှက်ဝေဖန်ခံခဲ့ရပြီးကွင်းတွင်းခြေစွမ်းကျဆင်းကတရားပြဿနာကြောင့်3လကြာဘောလုံးနဲ့ဝေးကွာခဲ့ရပါတယ်။1998ခုနှစ်မှာတော့မာရာဒိုနာကအဲ့ဒီချိန်ဆေးရက်ကျဆင်းခဲ့ရမှုကိုယခုလိုပြန်လည်ပြောပြခဲ့ဦးပါတယ်။ကျွန်တော်ဘာစီလိုနာကိုရောက်ချင်းပထမရာသီမှာပဲကျွန်တော်စိတ်သက်တွေအတော်လေးကျဆင်းခဲ့ရပြီးမူရစ်စီးတွေစတင်သုံးဆွဲမိတဲ့အထိဖြစ်ခဲ့ပါတယ်လို့ပြောဆိုခဲ့ဦးပါတယ်။ဒဏ်ရာကနေပြန်လည်တက်တာလာချိန်မှာလည်းမာရာဒိုနာတယောက်ပုံမှန်ခြေစွမ်းပြန်လည်ချတွေးခဲ့ခြင်းမရှိပါဘူး။အဲ့ဒီနောက်အမပေးလိမှာကြာရှုံးခဲ့တာကြောင့်မန်နေဂျာအိုဒိုလက်တစ်ကိုထုတ်ပယ်ခဲ့ပြီးအာဂျင်တီးနားနီးပြအောင်မီနိုတီနဲ့အစားထိုးခဲ့ပါတယ်။1983ရာသီမှာတော့မာရာဒိုနာအနေနဲ့နီးပြတဲ့နဲ့အတူပုံမှန်ခြေစွမ်းပြန်လည်ရရှိလာခဲ့ပြီးဘာစီလိုနာတို့လည်းတက်ရိပ်ပြလာနေခဲ့ပါတယ်။ရာသီဆက်စချင်းမှာပဲကိုပါဒီရေးဖိုင်နယ်မှာရီယယ်မက်ဒရစ်ကို2-1နဲ့အနိုင်ရပို့ဆွဲခဲ့ပါတယ်။ဒါပေမဲ့လည်းရာသီကုန်မှာတော့ချန်ပီယံလိဝင်ခွင့်နဲ့6မှတ်ကွာအဆင့်4နဲ့သာရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။အဲ့ဒီရာသီမှာမာရာဒိုနာအနေနဲ့ကွင်းတွင်းတန်ရာကွင်းမြင့်ပြဿနာအချို့ရှိနေခဲ့သည့်တိုင်ပြိုင်ပွဲစုံစုစုပေါင်း35ပွဲကစားပေးခဲ့ပြီး23ဂိုးသွင်းက16ဂိုးထိဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဘာစီလိုနာအသင်းကစားနေတဲ့အမြင့်ဘောနီးစနစ်ကမာရာဒိုနာရဲ့ကစားပုံနဲ့တော့ကိုက်ညီမှုမရှိလာခဲ့ပါဘူး။ဒါကြောင့်ပဲနောက်ရာသီအစမှာတော့နီးပြမီနိုတီကမာရာဒိုနာအတွက်ကစားပုံပြောင်းလဲပေးခဲ့ပါတယ်။လိုနဲ့မာရာဒိုနာဟာဘာစီလိုနာမှာလွတ်လပ်စွာကစားခွင့်ရလာခဲ့ပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းတိတ်မကြခင်မှာပဲတရားပြဿနာနောက်တစ်ခုကထပ်မံနှိပ်စက်ခဲ့ပြီး3လခွဲကြာထပ်မံအနားယူခဲ့ရပါတယ်။1984ဇန်နဝါရီမှာတော့မာရာဒိုနာတယောက်မြက်ခင်းစိမ့်တွေပေါ်ကိုထပ်မံရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့လည်းတရားပြဿနာအရှင်းမပြောက်သေးတာကြောင့်ကစားရမှာအကန့်အသတ်ရှိခဲ့ပါတယ်။စီဗီလာနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာတော့မာရာဒိုနာအနေနဲ့2ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်ပတ်အနှဲငယ်အကြာမှာတော့ဘီဘာအိုအသင်းနဲ့ထပ်မံတွေ့ဆုံခဲ့ရပါတယ်။ဒီချိန်မှာလည်းမာရာဒိုနာအနေနဲ့ကြမ်းတမ်းတဲ့ထိထုံးမှုတွေရှိနေခဲ့သည့်တိုင်ရှောင်ကစားနိုင်ခဲ့ပြီးသွင်းဂိုး2ဂိုးလည်းသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းရာသီကုန်ချိန်မှာတော့ဘာစီလိုနာတို့ဟာချန်ပီယံဘီဘာအိုနဲ့ရီယယ်မက်ဒရစ်တို့တတိယနေရာနဲ့သာရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။လိုနဲ့ကပ်ဝင်နာကပ်ကွာတာဖိုင်နယ်အပြင်မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာတော့မာရာဒိုနာရဲ့ဘာစီလိုနာကစားသမားဘဝအပြောင်းအလဲဖြစ်ခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မတိုင်ခင်မှာမာရာဒိုနာဟာနောက်ကျောနာတဲ့ဝေဒနာကိုကြာရှည်ခံစားနေရပြီးပိန်းကီလာတွေအများကြီးတောက်ကပွဲကိုကစားခဲ့ရတာဖြစ်ပါတယ်။ပွဲစဉ်ထဲမှာလည်းမာရာဒိုနာတယောက်ခြေစွမ်းလုံးဝမပြနိုင်ခဲ့ပဲပွဲမပြီးခင်မှာလူစားလဲငယ်ခဲ့ရပြီးပွဲကြီးစီမော်ကနေဘာစီလိုနာပရိသတ်တွေကိုယ်တိုင်လောင်ပြန်ခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒီချိန်မှာတော့မာရာဒိုနာကမီဒီယာတွေပရိသတ်တွေအားလုံးရဲ့ထိုးနှက်တိုက်ခိုက်မှုတွေကသူရယူနေတဲ့လစာနဲ့မတန်ဘူးလို့ယူဆကဘာစီလိုနာကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးမာရာဒိုနာကကတလန်သားတွေကတကယ်ကို special ပါပဲ။ကျွန်တော်တို့ပတ်စံတွေကိုခိုးယူနေတယ်လို့ခံစားရတယ်လို့ပြောဆိုခဲ့ပါတယ်။ဒုတိယအကြောမှာတော့ဘာစီလိုနာတို့ကမန်ချက်စတာယူနိုက်တက်ကို2ကြောပေါင်း2ဂိုး3ဂိုးနဲ့ရှုံးရင်းခဲ့ပြီးပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။အဲဒီနောက်အနေငယ်အကြာမှာတော့ကိုပါဒီရက်ဖိုင်နယ်ဖြစ်ပြီးဘာအိုအသင်းနဲ့ရှင်မြန်ကစားခဲ့ပြီး1-0နဲ့အရေးနေခဲ့ရပါတယ်။အဲဒီနောက်မှာတော့မာရာဒိုနာရဲ့ဘောလုံးကစားသမားဘဝရုပ်ဆိုးအကြီးတန်းဆုံးဖြစ်ရဆိုကြီးယခုလိုပဲဖြစ်ပေါ်ခဲ့ပါတယ်။ Sobre Maradona ya hay un enzarzamiento general, ahí lo ven ustedes, de Maradona con varios jugadores del Athletic de Bilbao. Ha llegado ahora Miguel y le ha golpeado también Clos sobre Pachi Salinas. ဒီလိုတွေကြောင့်ပဲမာရာဒိုနာဟာဘောလုံးပွဲ9ပွဲကစားခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ဒီလိုနဲ့ပဲမာရာဒိုနာရဲ့ဘာစီလိုနာကစားသမားဘဝနေရက်တွေဟာလည်းအဆုံးသတ်ခဲ့ရပါတယ်။အဲဒီနောက်မှာတော့ဘာစီလိုနာမှာရှိနေခဲ့တဲ့ကာလဟာသူ့ဘဝမှာတော့အဆိုးရွားဆုံးကာလတွေပဲလို့ထုတ်ပေါ်ခဲ့ပါတယ်။
ဒီလိုနဲ့အာဂျင်တိုင်းနာမာရာဒိုနာတယောက်ဘာစီလိုနာကနေထွက်ခွာလာပြီးသူ့အောင်မြင်ဖြစ်လာမဲ့အီတလီကနာပိုလီစီကိုစနေနေ့ပြောင်းရွှေ့ခြင်း9.5 သန်းနဲ့အတူပြောင်းရွှေ့လာခဲ့ပါတယ်ဒီနေရာမှာမာရာဒိုနာရဲ့ပြောင်းရွှေ့ခြင်းကိုနာပိုလီတို့တသင်းနဲ့ပေးချေဖို့မဖြစ်နိုင်ခဲ့တာကြောင့်နောက်ကွယ်ကမာဖီးယားတွေရဲ့ထောက်ပံ့ပေးမှုလည်းရှိခဲ့ပါတယ်။မာရာဒိုနာအနေနဲ့နာပိုလီအသင်းကိုယူဝင်တက်ရဲ့စိတ်ဝင်စားမှုရှိခဲ့သည့်တိုင်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။နာပိုလီဆိုတာဥရောပအသင်းကြီးတွေနဲ့ရှင်အမြဲတမ်းတဆင့်နှိမ့်နေခဲ့တဲ့အသင်းဖြစ်ပါတယ်။နာပိုလီအသင်းဟာအသင်းစတင်တည်ထောင်ခဲ့တဲ့1926ခုနှစ်ကနေမာရာဒိုနာစတင်ရောက်ရှိချိန်ထိဘာတစ်ခုမှလောက်အောင်မြင်မှုရရှိထားခြင်းမရှိခဲ့ပါဘူး။ပိုဆိုးတာကမာရာဒိုနာမရောက်ရှိခင်1983-84ရာသီမှာတန်းစင်းစုံနဲ့တမတ်အကွာနဲ့သာရာသီပိတ်သိမ်းနိုင်ခဲ့တာပါ။နာပိုလီကအီတလီမှာလူဦးရေတတိယအများဆုံးနေထိုင်တဲ့မြို့ဖြစ်တဲ့အလျောက်ပြဿနာတွေကလည်းပေါင်းစုံလာပါတယ်။အလုံးလက်မဲ့ပြဿနာတွေအကြမ်းဖက်မှုပြဿနာတွေဒေသတွင်းနမဲကြီးမာဖီးယားအစုတစ်ဖွဲ့ဖြစ်တဲ့ကာမိုရာတို့ရဲ့အနေရတွေလည်းရှိနေခဲ့ပါတယ်။ဒါပေမဲ့လည်းမာရာဒိုနာအနေနဲ့အဲ့ဒီချိန်ကကမ္ဘာနံပါတ်1 league လို့ပြောရမယ်အီတလီစီးရီး A မှာတခြားသောစူပါစတာတွေနဲ့ရှင်ပြိုင်ခွင့်ရခဲ့ပါတယ်။မာရာဒိုနာနာပိုလီကိုရောက်ရှိလာခြင်းကနာပိုလီပရိသတ်တွေအတွက်တော့မျှော်လင့်ချက်များစွာရှိခဲ့ပါတယ်။မာရာဒိုနာကိုမိတ်ဆက်ပွဲမှာကြိုးဆိုဖို့နာပိုလီပရိသတ်ပေါင်း9000ကျော်တက်ရောက်ကြိုးဆိုခဲ့ကြပါတယ်။မာရာဒိုနာရဲ့နာပိုလီကစားသမားဘိုးကပထမဆုံးသတင်းစာရှင်းလင်းပွဲမှာတော့သတင်းနောက်တစ်ယောက်ကမာရာဒိုနာကိုယခုလိုမေးမြန်းခဲ့ပါတယ်။မင်းရဲ့အပြောင်းရွှေ့ခြင်းတချို့တစ်ဝက်ကိုကာမိုရာမာဖီးယားကိုင်းအဖွဲ့ကပေးချေထားတယ်ဆိုတာကိုသိလားဆိုပြီးမေးမြန်းခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့နာပိုလီဥက္ကဋ္ဌဖယ်လိုင်နိုကဂျားဖြတ်ခဲ့ပြီးသတင်းတောက်ကိုမောင်းထုတ်ခဲ့ပါတယ်။တကာမိုရာအဖွဲ့ဟာမာရာဒိုနာကိုနာပိုလီရဲ့ public figure အဖြစ်အသက်သွင်းကျင်နေခဲ့တာဖြစ်ပြီးယခုအချိန်ထိတော့မာရာဒိုနာကိုတိုက်ရိုက်ဆက်သွယ်လာတာမျိုးတော့မရှိသေးပါဘူး။ဒီလိုနဲ့1984-85ရာသီမှာတော့မာရာဒိုနာရဲ့ပွဲဥထွက်ဟာပရိသတ်တွေမျှော်မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဘူးလို့ပြောရမှာပါ။သူတို့ကရာသီစပြီး15ပွဲအတွင်းမှာ4ပွဲသာအနိုင်ရခဲ့ပါတယ်။ဒါပေမဲ့လည်းကွင်းပြင်ပဘဝမှာတော့မာရာဒိုနာဟာအီတလီရိုးရာနဲ့အထိုင်ကျလာခဲ့ပြီးပရိသတ်တွေနဲ့လည်းတသားတည်းဖြစ်နေခဲ့ပါတယ်။မာရာဒိုနာအနေနဲ့ကွင်းရင်းမှာတော့အီတလီရဲ့ aggressive ဖြစ်တဲ့ defending playing style ကိုနေသားကျအောင်ကြိုးစားနေခဲ့ရပါတယ်။ဒါပေမဲ့လည်းဒုတိယရာသီဝက်မှာတော့မာရာဒိုနာနဲ့နာပိုလီတို့အတွက်ပြောင်းလဲမှုတွေစတင်ခဲ့ပြီးအနိုင်ရလက်တွေနဲ့ရင်ပါလာခဲ့ပါတယ်။ပွဲစဉ်20ဖြစ်ကစားခဲ့တဲ့နာဇီယိုကိုတမိုင်းဝင်၄ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတော့မာရာဒိုနာအနေနဲ့သူ့ကစားသမားဘိုးကတစ်လျှောက်အလှပဆုံးသွင်းဂိုးတစ်ဂိုးပါဝင် hat-trick ပါသွင်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီရာသီမှာမာရာဒိုနာအနေနဲ့နာပိုလီတို့အတွက်စုစုပေါင်း36ပွဲကစား18ဂိုးသွင်း17ဂိုးဖန်တီးပေးခဲ့သည့်တိုင်ရာသီကုန်မှာတော့အဆင့်8နဲ့သာရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။နောက်ရာသီဖြစ်တဲ့1985-86ရာသီမှာတော့နာပိုလီတို့ကအသင်းရဲ့နီးပြဖြစ်သူကိုအစားထိုးထုတ်ပယ်ပြီးမာရာဒိုနာခေါ်ယူစေခြင်းနဲ့ကစားသမားတချို့ကိုလည်းခေါ်ယူပေးကအောင်မြင်မှုတွေရယူနိုင်ဖို့တာဆူနေခဲ့ကြပါတယ်။မာရာဒိုနာနဲ့နာပိုလီတို့ဟာရာသီတစ်မှာတာထွက်ကောင်းခဲ့ကြပြီးလက်ရှိချန်ပီယံဗီရိုနာကို9ဂိုးပြတ်အနိုင်ရကစိတ်သက်ပိုင်းပုံမအားကောင်းခဲ့ပါတယ်။အဲ့ဒီပြင်ပွဲစဉ်ကိုအဖြစ်ကစားခဲ့တဲ့ Juventus နဲ့ပွဲစဉ်မှာတော့မာရာဒိုနာရဲ့တလုံးထဲသောလှပတဲ့ free kick ဂိုးနဲ့အတူနိုင်ရခဲ့ပါတယ်။ဒါကနာပိုလီတို့အတွက်တော့ Juventus အသင်းကိုနောက်ဆုံး12နှစ်အတွင်းမှာပထမဆုံးအကြိမ်အနိုင်ယူလိုက်နိုင်တာဖြစ်ပါတယ်။ကွင်းတွင်းမှာတော့နာပိုလီနဲ့မာရာဒိုနာတို့ကစူပလာအတွက်လမ်းကြောင်းမှန်ပေါ်မှာရှိနေခဲ့ပါတယ်။ကျွန်တော်တို့မာရာဒိုနာရဲ့ဘဝအကြောင်းကိုပြောရင်ကွင်းတွင်းနဲ့ပဲမလုံလောက်ပါဘူး။သူရဲ့ကွင်းပြင်ပလှုပ်ဆောင်ချက်တွေကကွင်းတွင်းကစားသမားပေါ်မှာတက်ရောက်မှုကြီးမားခဲ့ပါတယ်။အပြင်ပိုင်းပရိသတ်တွေမြင်မှာတော့မာရာဒိုနာကိုလူကောင်းလူတန်းတစ်ယောက်အဖြစ်ရှုမြင်ကြပါတယ်။ဘာကြောင့်လဲဆိုတော့မာရာဒိုနာတွေနဲ့ UNICEF နဲ့လည်းအလုပ်တွဲလုပ်တယ်။ပရာဟိတအဖွဲ့တွေနဲ့လည်းကဘာတိုအင်းကစင်းရဲသားတွေကိုကူညီတဲ့အလုပ်လုပ်နေကြတာတွေရှိတာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့ဘဝမှာတော့မာရာဒိုနာဟာသူ့ရဲ့ကစားသမားဘဝကိုဖျက်ဆီးပစ်မဲ့လမ်းကြောင်းပေါ်ကိုစတင်ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ပိုဆိုးတာကနာပိုလီ underground life မှာကာမိုရာမာဖီးယားကောင်းဆောင်တွေနဲ့နီးနီးကက်ကက်နေလာခဲ့ခြင်းဖြစ်ပါတယ်။မာဖီးယားတွေနဲ့မာရာဒိုနာရဲ့ကြော်ကြားမှုကိုသူတို့ရဲ့အာဏာပုံမကြီးထွားမှုအတွက်အများအားအသုံးချခဲ့ကြပါတယ်။ကာမိုရာအဖွဲ့ကလည်းမာရာဒိုနာလိုရှိတာဘာမဆိုလိုလေသေးမရှိဖြည့်ဆည်းပေးခဲ့ကြပါတယ်။ဘာစီလိုနာမှာနဲ့မတူတာကတော့မာရာဒိုနာအနေနဲ့မီဒီယာတွေရဲ့ဝေဖန်မှုတွေလည်းမခံခဲ့ရသလိုမာဖီးယားအဖွဲ့ရဲ့အပြည့်အဝကာကွယ်မှုကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီနာပိုလီမာဖီးယားတွေနဲ့စတင်ပေါင်းမိခြင်းကမာရာဒိုနာရဲ့ကြာရှုံးမှုရဲ့လမ်းစာဖြစ်ခဲ့တာကတော့ညင်မရတဲ့အချက်တစ်ချက်ပါပဲ။
ဒီလိုတဲ့နာပိုလီမှာဘရင်တယောက်လိုနေခဲ့ရတဲ့မာရိုဒိုနာတယောက်လမ်းမပေါ်စတင်ရောက်ရှိနေခဲ့ပြီဖြစ်ပေမဲ့လည်းအသင်းမှာတော့သူ့ကိုအမြဲတမ်းအထူးတလဲဂယူးတစိုက်ဆောင်းရှောက်ပေးတဲ့သူတယောက်ရှိနေခဲ့ပါတယ်သူကတော့မာရိုဒိုနာရဲ့ personal trainer Fernando Signorini ပဲဖြစ်ပါတယ်Signorini ရဲ့မာရိုဒိုနာကိုအနီးကပ်ပြုစုဆောင်းရှောက်ပေးခဲ့မှုကြောင့်သာမာရိုဒိုနာရဲ့ကစားသမားဘဝကလည်းအနှဲငယ်ရှိကြခဲ့တာလို့ပြောရပါလိမ့်မယ်မာရိုဒိုနာနဲ့ကွင်းပြင်မှာဘဝမှာလမ်းမရောက်နေခဲ့ပေမဲ့လည်းနာပိုလီနဲ့မာရိုဒိုနာတို့ဟာအမှတ်ပေးစရာမှာအဆင့်3တဲ့ရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။အဲဒါကြောင့်ပဲနာပိုလီတို့ဟာနောက်ရာသီဥရောပပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။1985-86ရာသီမှာမာရိုဒိုနာအနေနဲ့နာပိုလီတို့အတွက်စုစုပေါင်း32ပွဲကစားပေးခဲ့ပြီး73ဂိုးသွင်းက6ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။အဲတော့မှာတော့မာရိုဒိုနာဟာ1986ခုနှစ်မက္ကဆီကိုမှာကျင်းပမဲ့ကမ္ဘာ့ဖလားအတွက်ဝင်ရောက်ရှင်ပြိုင်ဖို့အာဂျင်တီးနားအသင်းနဲ့အတူပူးပေါင်းခဲ့ပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့အာဂျင်တီးနားတို့ဟာတောင်ကိုရီးယား၊ဘူလ်ဂေးရီးယား၊အီတလီစတဲ့အသင်းတွေနဲ့တအုပ်စုထဲကျရောက်ခဲ့ပါတယ်။တောင်ကိုရီးယားနဲ့ဘူလ်ဂေးရီးယားတို့ကိုအနိုင်ရရှိခဲ့ပြီးအီတလီနဲ့တော့တည်ကြခဲ့ပါတယ်။အုပ်စုပွဲစဉ်3ပွဲအတွင်းမှာတော့မာရိုဒိုနာအနေနဲ့တကိုးသွင်း4ဂိုးတိတိဖန်တီးပေးနိုင်ခဲ့ပါတယ်။နောက်တစ်ချက်မှာတော့ဒေတာရင်းပြိုင်ပွဲဥရုဂွေးနဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာတော့မာရိုဒိုနာအနေနဲ့ဂိုးသွင်းမယူနိုင်ခဲ့ပေမဲ့လည်းအကောင်းဆုံးကစားခဲ့ပြီးဝယ်စီနဲ့အနိုင်ရကနောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ Quarter final မှာတော့အာဂျင်တီးနားတို့ဟာအင်္ဂလန်အသင်းနဲ့ရင်ဆိုင်ကစားရဖို့ရှိနေခဲ့တာပါဒီပွဲကဘောလုံးပွဲတစ်ပွဲတည်းနိုင်ငံရေးတွေပါပတ်သက်ဆက်နွယ်မှုတွေရှိနေခဲ့ပြီးအမုန်းတရားတွေပါပါဝင်ခဲ့ပါတယ်အဲ့ဒီချိန်က Falkland ဒေသမှာအာဂျင်တီးနားနဲ့အင်္ဂလန်တို့စစ်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပြီးအာဂျင်တီးနားတို့အရေးနှိမ့်နေခဲ့တာပါဒါပေမဲ့လည်းအသင်းကောင်းဆောင်မာရာဒိုနာနဲ့သူ့အသင်းသားတွေကိုကွင်းရင်းဘောလုံးအားကစားအပေါ်မှာသာအာရုံအပြည့်အဝစိုက်ဖို့ညွှန်ကြားခဲ့ပါတယ်ဒီလိုနဲ့ပထမပိုင်းမှာတော့အင်္ဂလန်နဲ့အာဂျင်တီးနားတို့ကဂိုးမရှိတည်ကြနေခဲ့ပါတယ်ဒုတိယပိုင်းမှာတော့မာရာဒိုနာရဲ့တမိုင်းတစ်လျှောက်အလှပဆုံးဂိုးနဲ့အငင်းပွားစရာအကောင်းဆုံးသွင်းဂိုး2ဂိုးလုံးကိုသွင်းယူခဲ့ပြီးတမိုင်းဝင်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်ဒီသွင်းဂိုး2ဂိုးလုံးကမာရာဒိုနာရဲ့အမောင်ချမ်းနဲ့အလင်းဘက်ချမ်းကိုအကောင်းဆုံးထင်ရစေခဲ့တဲ့ဥပမာတစ်ခုပါပဲအင်္ဂလန်အနေနဲ့သွင်းဂိုး2ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့လည်းနောက်တစ်ဆင့်တက်ရောက်ဖို့တော့မလုံလောက်ခဲ့ပါဘူးဒီလိုနဲ့ semi final မှာတော့အာဂျင်တီးနားတို့ဟာဘယ်လ်ဂျီယံအသင်းနဲ့ရင်ဆိုင်ကစားခဲ့ရပါတယ်အဲ့ဒီပွဲစဉ်မှာလည်းပဲမာရာဒိုနာသွင်းဂိုး2ဂိုးထပ်မံသွင်းယူပေးနိုင်ခဲ့ပြီးအာဂျင်တီးနားတို့ကို final ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်final မှာတော့အနောက်ဂျာမနီနဲ့တွေ့ဆုံခဲ့ပါတယ်အဲ့ဒီပွဲစဉ်မှာတော့ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးနောက်ခံလူတွေကတယောက်လို့ပြောလို့ရမယ်လော်တာမာတီယက်စ်ကမာရာဒိုနာကိုလူကက်ကစားခဲ့ပါတယ်ဒါပေမဲ့လည်းအာဂျင်တီးနားတို့ကသွင်းဂိုးတစ်ဂိုးကိုတော့ပထမပိုင်းမှာရှောင်ဖွေတွေ့ရှိခဲ့ပါတယ်ဒုတိယပိုင်းမှာတော့နောက်ထပ်သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး2ဂိုးပြတ်ဦးဆောင်နေခဲ့တာပါဒါပေမဲ့လည်း final ဖလားကိုဘယ်တော့မှလွယ်လွယ်ကူကူယူလို့မရှိတဲ့အာဂျင်တီးနားတို့ဟာ6မိနစ်အတွင်း2ဂိုးပြန်ပေးခဲ့ပြီးတည်ကြကောင်ဘောလုံးပွဲဟာလည်းပဲပုံမအသက်ဝင်လာခဲ့ပါတယ်ဒါပေမဲ့လည်းအာဂျင်တီးနားအသင်းတို့အတွက်တကယ်လိုအပ်နေချိန်မှာအချိန်ကိုက်သူရဲကောင်းအဖြစ်ထပ်မံပေါ်ထွက်လာခဲ့တာကတော့ဒီယေဂိုအမန်ဒိုမာရာဒိုနာပဲဖြစ်ပါတယ်ဂျာမန်ရဲ့ကျစ်လစ်လွန်တဲ့နောက်တန်းအစုအဖွဲ့ကိုမာရာဒိုနာရဲ့ပေးပို့မှုတစ်ချက်ကနေပဲဖျက်ဆီးပစ်ခဲ့ပြီးဘရူချူကာကိုအနိုင်ကိုဖန်တီးပေးခဲ့ပြီးကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပါတယ်အာဂျင်တီးနားတို့ဟာတမိုင်းတစ်လျှောက်ဒုတိယအကြိမ်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီးသူရဲကောင်းကတော့မာရာဒိုနာဖြစ်ခဲ့ပါတယ်မာရိုဒိုနာကပြိုင်ပွဲတစ်လျှောက်လုံးအာဂျင်တီးနားတို့ရရှိခဲ့တဲ့သွင်းဂိုး14ဂိုးထဲမှာ10ဂိုးအထိပါဝင်ပတ်သက်မှုရှိခဲ့ပြီး9ဂိုးသွင်း9ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်ကနေစပြီးတော့မာရိုဒိုနာဟာကျွန်တော်တို့ခုချိန်မှာသိနေတဲ့ဒီယေဂိုအမန်ဒိုမာရိုဒိုနာဆိုပြီးစတင်ဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။1986မှာတော့မာရိုဒိုနာဟာနာပိုလီတင်းစီကိုကမ္ဘာ့ချန်ပီယံအဖြစ်နဲ့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။နာပိုလီအသင်းအတွက်မာရိုဒိုနာနောက်ထပ်ရယူပေးခြင်းနေခဲ့တာကတော့အမှတ်ပေးဖလားဖြစ်ပြီးအဲ့ဒီဟာကိုအရယူနိုင်ဖို့အတွက်လဲမာရိုဒိုနာအနေနဲ့စိတ်ပိုင်းဆိုင်ရာကောရုပ်ပိုင်းဆိုင်ရာကောအသင်ဖြစ်နေခဲ့ပါပြီ။ဒါပေမဲ့လည်းသတင်းစိုးတွေနဲ့ပရိသတ်တွေကိုအများနဲ့ surprise တိုက်လေးရှိတဲ့မာရိုဒိုနာတယောက်ယာတီသစ်ပထမဆုံးပွဲစဉ်ကစားပြီးချိန်မှာပဲအမျိုးသမီးတယောက်ဟာမာရိုဒိုနာနဲ့ရတဲ့ကလေးကိုဖွားမြင်လိုက်တယ်ဆိုတဲ့သတင်းဟာကလပ်အသင်းစီကိုရောက်ရှိလို့လာခဲ့ပါတယ်။ဒါပေမဲ့လည်းမာရိုဒိုနာကတော့အဲ့ဒီကလေးကသူ့ကလေးမဟုတ်ကြောင်းညင်းဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအမျိုးသမီးရဲ့အင်တာဗျူးကို TV အစီအစဉ်ကနေတနိုင်ငံလုံးကိုပြသခဲ့ရမှာတော့မာရိုဒိုနာအနေနဲ့ရုတ်တရက်ဆိုသလိုကွင်းထဲမှာရုပ်ကန်ခဲ့ရပါတယ်
အဲ့ဒီကလေးကိုမာရာဒိုနာရဲ့ last name Diego Junior လို့နာမည်ပေးခဲ့တဲ့နေ့မှာပဲမာရာဒိုနာအနေနဲ့အဆုံးအဖြတ်ပယ်နယ်တီလွဲခဲ့ပြီးနာပိုလီတို့ဟာယူရိုပါလိကနေထွက်ခွာခဲ့ရပါတယ်အဲ့ဒီကနေစပြီးမာရာဒိုနာရဲ့စိတ်ပိုင်းဆိုင်ရာဟာအရင်နဲ့မတူညီတော့ပါဘူးအရင်ကမူရစ်ဆွေးတွေကိုပျော်ရွှင်မှုအတွက်သာသုံးစွဲခဲ့ပေမဲ့ယခုလိုအခြေအနေတွေဖြစ်ပြီးတဲ့နောက်မှာတော့မူရစ်ဆေးဟာမာရာဒိုနာအတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်လာခဲ့ပါတယ်အသင်းတွင်းမှာတော့မာရာဒိုနာဟာပျော်ရွှင်ရရှိပြီးအသင်းတာဝန်ရှိသူတွေနဲ့အသင်းဘော်တွေရဲ့ထောက်ခံကာကွယ်ပေးမှုကိုလည်းအပြည့်အဝရရှိနေခဲ့ပါတယ်။အဲဒီနောက်အသင်းကောင်းဆောင် Brescolotti ကမာရာဒိုနာကိုထာဝရအသင်းကောင်းဆောင်အဖြစ်လွှဲပြောင်းပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့မာရာဒိုနာကမင်းငါကိုဘယ်တော့မှမေးလို့မရနိုင်မဲ့အရာပေးခဲ့တာပဲ။ဒီအသင်းကောင်းဆောင်အဖြစ်အမှတ်ပေးဖလားကိုငါအရယူပေးမယ်ဆိုပြီးပြောခဲ့ပါတယ်။အဲဒီနောက်မာရာဒိုနာဟာသူတို့ training ဆင်းနေတဲ့အချိန်ပရိသတ်တွေနဲ့ထိတွေ့နိုင်ဖို့စတိုးဆိုင်တစ်ဆိုင်ဖွင့်ခိုင်းခဲ့ပါတယ်။မာရာဒိုနာရဲ့ရည်ရွယ်ချက်ကတော့အသင်းပရိသတ်တွေနဲ့အသင်းသားတွေတသားတည်းဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်ခဲ့မှုတွေကအလုပ်ဖြစ်ခဲ့တယ်လို့ပြောလို့ရပြီးနိုဝင်ဘာလထဲမှာအဓိကပြိုင်ပွဲဖြစ်တဲ့ Juventus ကိုဝေးကွင်းမှာအနိုင်ယူနိုင်ခဲ့ပါတယ်။လိုနဲ့မာရာဒိုနာဟာလည်းပဲအဲ့ဒီရာသီမှာကစားသမားဘဝတစ်လျှောက်အကောင်းဆုံးဆွမ်းဆောင်ရည်တွေကိုပြသနိုင်ခဲ့ပါတယ်။ဒီလိုနဲ့နောက်ထပ်ကစားခဲ့တဲ့15ပွဲမှာတော့နာပိုလီတို့ဟာ10ပွဲတိတိအနိုင်ရရှိခဲ့ပြီးပွဲစဉ်24ပြီးဆုံးတဲ့အချိန်ထိအမှတ်ပေးစရာကိုဦးဆောင်ထားနိုင်ခဲ့ပါတယ်။အဲ့ဒီနောက် AC Milan ကိုမာရာဒိုနာရဲ့လက်ပါတဲ့သွင်းကိုပါဝင်2-1နဲ့အနိုင်ရရှိအပြီးမှာတော့နာပိုလီတို့အနေနဲ့အမှတ်ပေးဖလားရယူနိုင်ဖို့တမတ်တာလိုတော့တာဖြစ်ပါတယ်။နောက်ပွဲစဉ်မှာတော့ Fiorentina နဲ့ရင်ဆိုင်ဖို့ရှိနေခဲ့တာပါ။အဲ့ဒီပွဲစဉ်မှာတော့နာပိုလီတို့အနေနဲ့ဦးဆောင်ကိုအရင်သွင်းယူနိုင်ခဲ့ပေမဲ့လည်း1-1တည်ကြခဲ့ပါတယ်။ဒါပေမဲ့လည်းနာပိုလီတို့လိုအပ်နေခဲ့တာကတော့တမတ်တာဖြစ်တာကြောင့်နာပိုလီတို့ဟာအမှတ်ပေးချန်ပီယံဖြစ်ခဲ့ပါပြီ။ဒီလိုနဲ့မာရာဒိုနာဟာနာပိုလီအသင်းကိုတမိုင်းတစ်လျှောက်အကြီးမားဆုံးအောင်မြင်မှုကိုအသင်းကောင်းဆောင်အဖြစ်နဲ့ရယူပေးနိုင်ခဲ့ပြီးကွင်းလုံးပြစ်ပရိသတ်တွေလည်းဝင်ရောက်အောင်ပွဲခံခဲ့ကြပါတယ်။အဲ့ဒီနောက်နာပိုလီတို့ဟာကိုပါအီတလီယာဖလားကိုလည်းရရှိခဲ့တာကြောင့်အဲ့ဒီနှစ်မှာပြည်တွင်းဖလားနှလုံးစုကူနိုင်ခဲ့ပါတယ်။အဲ့ဒီရာသီမှာမာရာဒိုနာအနေနဲ့စုပေါင်း42ပွဲကစားပေးခဲ့ပြီး18ဂိုးသွင်း9ဂိုးဖန်တီးပေးခဲ့ပါတယ်။1989ခုနှစ်မှာတော့မာရာဒိုနာဟာနာပိုလီအသင်းနဲ့အတူတစ်နှစ်ကိုလောက်ခလာစာ12တန်းရရှိမယ်1993ခုနှစ်ထိကြာမြင့်မဲ့6နှစ်ကြာစာချုပ်ထုတ်ဆိုခဲ့ပါတယ်။အဲ့ဒီပမာဏဟာဘောလုံးကစားသမားတွေထဲမှာအများဆုံးပမာဏဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့1989-88ရာသီမှာတော့နာပိုလီတို့ဟာပြိုင်ပွဲပြီးဆုံးဖို့9ပွဲလိုအထိအမှတ်ပေးဖလားကိုဦးဆောင်နိုင်ခဲ့တာပါ။ဒါပေမဲ့လည်းကွင်းပြင်ပမှာတော့မာရာဒိုနာဟာကာမိုရာမာဖီယာဂိုင်းနေနဲ့ပုံမနီနီကက်ကက်ရှိနေခဲ့ပြီးမာရာဒိုနာရဲ့မူရစ်စေဝါလိုအပ်ချက်အားလုံးကိုလည်းဖြည့်ဆည်းပေးနေခဲ့ပါတယ်။မာရာဒိုနာအနေနဲ့ဘလောက်ထိအောင်အခြေအနေတွေဆိုးရွားနေလဲဆိုရင်တနင်္ဂနွေနေ့ဘောလုံးပွဲကန်ပြီးတာနဲ့တနင်္လာအင်္ဂါဗုဒ္ဓဟူးကြာသပတေးတောက်ကြနောက်ထပ်စနေပွဲကန်မဲ့နေ့တွေဒီပါတီတွေလုပ်ပြီးမူရစ်စေတွေသုံးဆွဲနေခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်။သူအဲ့ဒီလိုမျိုးလှုပ်ဆောင်ခဲ့တာကအခုချိန်ကနေစပြီးသူအနားယူသွားခဲ့တဲ့အချိန်ထိပဲဖြစ်ပါတယ်။နောက်ပိုင်းမှာမာရာဒိုနာကကျွန်တော်သာမူရစ်ဆေးတွေမသုံးဆွဲခဲ့ဘူးဆိုရင်ကျွန်တော်ဘယ်လိုဘောလုံးကစားသမားမျိုးဖြစ်နေမလဲဆိုတာခမည်းစိတ်ကူးယဉ်ကြည်စမ်းပါလို့ပြောဆိုခဲ့ပါတယ်ဒီလိုနဲ့ရာသီပြီးဆုံးဖို့လက်ကျန်9ပွဲမှာတော့နာပိုလီတို့ဟာ4ပွဲရှုံး1ပွဲတည်ရကြပြီးမထင်ထားလောက်အောင်အမှတ်ပေးဖလားကိုလက်လွတ်ခဲ့ရပါတယ်အဲ့ဒီရာသီမှာတော့မာရာဒိုနာဟာနာပိုလီတို့အတွက်ပြိုင်ပွဲစုံ38ပွဲကစားပေးခဲ့ပြီး21ဂိုးသွင်း17ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်1988-89ရာသီမှာတော့နာပိုလီတို့ဟာပုံစံကောင်းအချို့ပြသနိုင်ခဲ့ပေမဲ့လည်းမာရာဒိုနာတယောက်ဒဏ်ရာပြဿနာတွေကြောင့်ပွဲကစားချိန်မိနစ်အကန့်အသတ်ရှိခဲ့ပါတယ်။အဲဒီနောက်အချိန်က UEFA Cup Semi Final အဖြစ်ကစားခဲ့တဲ့ဘိုင်ယန်နဲ့ပွဲမှာပြန်လာခဲ့ပြီးနှစ်ကြော်ပေါင်း4-2နဲ့နိုင်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။မာရာဒိုနာဟာအဲဒီလိုနှစ်ကြော်ပေါင်း4-2နဲ့နိုင်ရရှိခဲ့တဲ့၄ဂိုးစလုံးမှာ၄ဂိုးစလုံးကိုဖန်တီးပေးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်နာပိုလီတို့ဟာအသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဥရောပပြိုင်ပွဲရဲ့ Final ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ Final မှာတော့ဂျမန်အသင်းနောက်အသင်းဖြစ်တဲ့စတူဂတ်အသင်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒီပွဲစဉ်မှာတော့နာပိုလီတို့ဟာ3ဂိုးပြတ်နိုင်ရရှိခဲ့ပြီးတမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်ဥရောပဆုဖလားကိုဆွတ်ကူးနိုင်ခဲ့ပါတယ်။မာရာဒိုနာအနေနဲ့လည်းတကိုးသွင်းတကိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။အဲ့ဒီပွဲစဉ်ပြီးတော့မှာတော့မာရာဒိုနာဟာဒဏ်ရာပြဿနာတွေကြောင့်လက်ကျန်ပွဲတွေအားလုံးလွဲချော်ခဲ့ပြီးနာပိုလီဟာလည်းအဆင့်နဲ့သာရသည်ပိတ်သိမ်းခဲ့ပါတယ်။အဲ့ဒီရာသီမှာတော့မာရာဒိုနာအနေနဲ့စုပေါင်းပွဲ90ကစားပြီး19ဂိုးသွင်း18ဂိုးဖန်တီးပေးခဲ့ပါတယ်။နောက်ရာသီဖြစ်တဲ့1989-90ရာသီမှာတော့နာပိုလီတို့ဟာအသင်းသမိုင်းတစ်လျှောက်ဒုတိယအကြိမ်မြောက်အမှတ်ပေးဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။အဲဒီရာသီမှာတော့မာရာဒိုနာအနေနဲ့ပြိုင်ပွဲစုံ36ပွဲကစားခဲ့ပြီး18ဂိုးသွင်း10ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့မာရာဒိုနာဟာအီတလီမှာကျင်းပမဲ့1990ကမ္ဘာဖလားမှာ2ကြိမ်ဆက်ပိုဆွဲနိုင်ဖို့ဆန္ဒပြင်းပြနေခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့အာဂျင်တီးနားတို့ဟာပိုဆွဲဖို့ရေပန်းစားတဲ့အသင်းထဲမှာပါဝင်ခဲ့ပါဘူး။သူတို့ဟာ1986ကမ္ဘာဖလားဖိုင်နယ်ပြီးတဲ့နောက်ကစားခဲ့တဲ့စုပေါင်း34ပွဲမှာ9ပွဲသာအနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့အဖွင့်ပွဲစဉ်မှာတော့ကင်မရွန်အသင်းကို1-0နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ဒီလိုနဲ့3ပွဲကစား3မှတ်ရပြီးအဆင့်3ရခဲ့ပေမဲ့လည်းကန်ကောင်းစွာနဲ့16သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီးဘရာဇီးအသင်းနဲ့တွေ့ဆုံခဲ့ပါတယ်
အဲ့ဒီပွဲစဉ်မှာတော့မာရာဒိုနာရဲ့တလုံးတည်းသောအနိုင်ကိုဖန်တီးပေးခဲ့ပြီးအာဂျင်တီးနားအသင်းကိုကွာတာဖိုင်နယ်ကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ကွာတာဖိုင်နယ်မှာတော့ယူဂိုစလာဗီးယားနဲ့တွေ့ဆုံခဲ့ပြီးပယ်နယ်တီအဆုံးအဖြတ်ထိရောက်ရှိခဲ့ပါတယ်။ထုံးစံအတိုင်းမာရာဒိုနာအနေနဲ့တော့ပယ်နယ်တီထပ်မံလွဲချော်ခဲ့ပါတယ်။ဒါပေမဲ့လည်းအာဂျင်တီးနားတို့အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီးနှစ်ကြိမ်ဆက်ဆီမီဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဆီမီဖိုင်နယ်မှာတော့အင်ရှင်အီတလီတို့နဲ့တွေ့ဆုံခဲ့ပါတယ်။မာရာဒိုနာအတွက်ထူးခြားတာကတော့နာပိုလီရဲ့အင်ကွင်းဆော်ပိုလိုမှာကျင်းပခဲ့တာဖြစ်ပါတယ်။ပထမပိုင်းမှာတော့အီတလီတို့ဟာဦးဆောင်ကိုစတင်သွင်းယူနိုင်ခဲ့ပြီးဒုတိယပိုင်းမှာတော့အာဂျင်တီးနားတို့အနေနဲ့ခြေပါကိုပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။အဲဒီနောက်အာဂျင်တီးနားတို့ဟာတယောက်ထုတ်ပယ်ခံခဲ့ရပြီးလက်ချက်မိနစ်တွေကိုတယောက်ရောက်ကစားခဲ့ရပေမဲ့လည်းပယ်နယ်တီအဆုံးအဖြတ်ထိရောက်ရှိအောင်ခုခံနိုင်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့မာရာဒိုနာအနေနဲ့ဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီးအာဂျင်တီးနားတို့ 4-3 နဲ့အနိုင်ရကနှစ်ကြိမ်ဆက်ကမ္ဘာဖလားဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဖိုင်နယ်မှာတော့အာဂျင်တီးနားတို့ဟာယနေ့ကပြိုင်ပွဲဖြစ်တဲ့အနောက်ဂျာမနီနဲ့ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့လည်းဒီတစ်ချိန်မှာတော့ဒီနှစ်သင်းကြားကွာခြားချက်ကအတော်လေးကိုကြီးမားနေခဲ့ပါပြီ။ဒီလိုနဲ့ပွဲကစားချိန်မှာတော့ပထမပိုင်းကိုမရှိတည်ကျနေခဲ့ပါတယ်။ဒုတိယပိုင်းပွဲစဉ်65မိနစ်မှာတော့ကစားပုံကြမ်းတမ်းလို့ဆိုကအာဂျင်တီးနားတို့ကိုအနီးကပ်ပြတယောက်ထုတ်ပယ်ခံခဲ့ရပြီးလက်ချက်မိနစ်ကို10ရောက်နဲ့ကစားခဲ့ရပါတယ်။ဒါကတော့ကမ္ဘာဖလားဖိုင်နယ်တမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အနီးကပ်ပြတ်သားခံခဲ့ရတဲ့ပွဲစဉ်လည်းဖြစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အာဂျင်တီးနားတို့ဟာအငင်းပွဲပဲပယ်နယ်တီတစ်လုံးထပ်မံပေးခဲ့ရပါတယ်။နောက်ဆုံးမှာတော့အဲဒီရဲ့တစ်လုံးတည်းသောပယ်နယ်တီဂိုးနဲ့အတူအနောက်ဂျာမနီတို့ချန်ပီယံဖြစ်ခဲ့ပါတယ်။ဒီချိုးကွဲကတော့မာရာဒိုနာရဲ့ကစားသမားဘဝနေဝင်ခြင်းကိုစတင်ရောက်ရှိလာခဲ့တဲ့ကာလလို့ပြောရပါလိမ့်မယ်။အဲဒီနောက်နာပိုလီပြန်ရောက်လာချိန်မှာတော့မာရာဒိုနာဟာအရင်လိုမတူတော့ပဲမူရစ်စေးပုံမှုဆွဲလန်းလာခဲ့သလိုပွဲစဉ်တွေကိုလည်းအရင်ကထက်ပုံမှုလွဲချော်လာခဲ့ပါတယ်။မာရာဒိုနာဟာသူ့ဘဝတစ်လျှောက်လုံးမှာဥရောပပြိုင်ပွဲစုစုပေါင်း6ပွဲသာကစားခဲ့မှုပါတယ်။1991မှာတော့မာရာဒိုနာဟာမူရစ်စေးသုံးဆွဲမှုနဲ့ဆွဲချက်တင်ခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့1990နဲ့ဇွန်လအထိ15လကြာဘောလုံးကစားခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။မာရာဒိုနာဟာနာပိုလီတို့အတွက်စုစုပေါင်းပြိုင်ပွဲစုံ258ပွဲကစားပေးခဲ့ပြီး115ဂိုးသွင်းက82ဂိုးဖန်တီးပေးခဲ့ပါတယ်။အဲဒီထဲမှာ free kick သွင်းဂိုးပေါင်း30ဂိုးအထိပါဝင်ခဲ့တဲ့အပြင်အသေးသမိုင်းတစ်လျှောက်ထာဝရသွင်းဂိုးအများဆုံးကစားသမားလည်းဖြစ်ခဲ့ပါတယ်။အဲဒီနောက်15လကြာပိတ်ပင်ခံခဲ့ရပြီးနောက်မှာတော့မာရာဒိုနာဟာစပိန်ကလပ်ဆီဗီလာအသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ဒါပေမဲ့လည်းတရားပြဿနာတွေကမာရာဒိုနာကိုအဆက်မပြတ်နှိပ်စက်နေခဲ့ပါတယ်။အဲဒါကြောင့်ပဲဆီဗီလာအသင်းအတွက်စုစုပေါင်း30ပွဲကစား9ဂိုးသွင်းယူပြီးချိန်မှာတော့ဆီဗီလာတို့ဟာမာရာဒိုနာနဲ့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့မာရာဒိုနာဟာဥရောပဇက်ခုံဘောကနေပျောက်ကွယ်သွားခဲ့ပါတယ်။နောက်တစ်ဖက်မှာတော့အာဂျင်တီးနားအသင်းဟာမာရာဒိုနာမပါဘဲ1991နဲ့1993ကိုပါအမေရိကဆုဖလားတွေကိုရယူထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်း1994ကမ္ဘာဖလားချစ်စစ်ပွဲမှာတော့ရုန်းကန်နေခဲ့ရပါတယ်။အဲဒီနောက်အာဂျင်တီးနားတို့ဟာချစ်စစ်ပွဲအဖြစ်အင်ကွင်းမှာကိုလံဘီယာနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ9ဂိုးပြတ်ရှုံးနေခဲ့ရပါတယ်။အဲဒီနောက်ပရိသတ်တွေကမာရာဒိုနာရဲ့နာမည်ကိုပြန်တူအော်ဟစ်ခဲ့ကြပြီးလက်ရွေးစည်းအသင်းအတွက်မာရာဒိုနာကိုပြန်လည်ခေါ်ယူပေးဖို့တောင်းဆိုခဲ့ကြပါတယ်။တပတ်အကြာမှာတော့မာရာဒိုနာဟာနယူးဝဲအိုဘိုင်အသင်းရဲ့ကမ်းလှမ်းမှုကိုလက်ခံပြီးအာဂျင်တီးနားပြန်ကစားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဩစတြေးလျအသင်းနဲ့ကစားမဲ့ play-off ပွဲစဉ်အတွက်အာဂျင်တီးနားအသင်းလူရှင်းမှာပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ play-off ပွဲစဉ်မှာတော့နှစ်ကြောပေါင်းအနိုင်ရရှိခဲ့ပြီးကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ဒါပေမဲ့လည်းမာရာဒိုနာကစားနိုင်တဲ့ပွဲကစားချိန်မိနစ်အကန့်အသတ်ရှိခဲ့ပါတယ်။မာရာဒိုနာဟာသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားကိုဘယ်လိုနည်းနဲ့မဆိုရအောင်ကစားချင်နေခဲ့တာပါ။ဒါကြောင့်ပဲမာရာဒိုနာရဲ့အနီးကပ်ဆောင်းလျှောက်ပေးသူတွေဟာမာရာဒိုနာကိုမီဒီယာပါတီမူရစ်ဆေးဝါးတွေနဲ့ဝေးကွာတဲ့ကြေးရွက်တွေမှာ2လကြာကို4ချိန်ရှော့ချကလေ့ကျင့်စေခဲ့ပါတယ်။ဒီလိုနဲ့ကမ္ဘာဖလားအပွင့်ပွဲစဉ်အဖြစ် Green နဲ့ကစားခဲ့တဲ့ပထမဆုံးပွဲစဉ်မှာတော့မာရာဒိုနာဟာတကယ်ကိုကောင်းမွန်စွာကစားနိုင်ခဲ့ပြီးလှပတဲ့သွင်းဂိုးတစ်ခုလည်းသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒုတိယပွဲစဉ်မှာတော့နိုင်ဂျီးရီးယားအသင်းနဲ့ရင်ဆိုင်ကစားခဲ့ရပြီးမာရာဒိုနာရဲ့သွင်းဂိုးနဲ့အတူကမ်ဘက်က2-1နဲ့အနိုင်ရရှိခဲ့ပါတယ်။အဲဒီနောက်မာရာဒိုနာဟာတားမြစ်စေးသုံးဆွဲမှုတန်တရားရှိခဲ့တာကြောင့်တကယ်သုံးဆွဲမှုရှိမရှိစစ်ဆေးခဲ့ရမှာတော့သုံးဆွဲကြောင်းထင်ရှားတာကြောင့်မာရာဒိုနာရဲ့ကစားသမားဘဝဟာဒီနေရာမှာပဲအဆုံးသတ်သွားခဲ့ရပါတယ်။ဒီလိုနဲ့ဒီတစ်ချိန်မှာလဲမာရာဒိုနာတယောက်15လကြာထပ်မံပိတ်ပင်ခဲ့ရပါတယ်။ဒါပေမဲ့ဒီနေရာမှာအငင်းပွားတရားတချို့ရှိခဲ့ပါတယ်။အဲ့ဒါကတော့မာရာဒိုနာသုံးဆွဲခဲ့တဲ့တားမြစ်ဆေးဟာအပီဒရင်းလို့ခေါ်တဲ့ဆေးတစ်မျိုးဖြစ်ပြီးဒီဆေးကိုကမ္ဘာဖလားကျင်းပနေတဲ့အမေရိကန်မှာတာမန်လူတွေဝယ်ယူလို့ရရှိနိုင်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။မာရာဒိုနာအနေနဲ့ဒီဆေးဟာတားမြစ်ဆေးဖြစ်တယ်ဆိုတာကိုသိရှိခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့လည်းယခုအချိန်မှာတော့ FIFA အနေနဲ့အဆိုပါဆေးကိုတားမြစ်ဆေးအဖြစ်သတ်မှတ်ခြင်းမရှိတော့ပါဘူး။အဲဒါကြောင့်အဲ့ဒီချိန်က FIFA ရဲ့ယခုလိုမာရာဒိုနာအပေါ်ဆုံးဖြတ်ခဲ့မှုကိုဝေဖန်ညှိခုန်ခဲ့ကြပါတယ်။ And until the case is finally settled, Diego Maradona remains suspended from all footballing activity. တချို့လူတွေထောက်ပြကြတာကတော့
မာရာဒိုနာကိုကမ္ဘာဖလား play-off ကစားချိန်ကလေးကဆေးစစ်လို့ရတဲ့တာနဲ့ဘာကြောင့်မစစ်ခဲ့လဲဆိုတာပါပဲသူတို့ထင်ကြတာကတော့ FIFA ဟာမာရာဒိုနာကိုအမေရိကန်မှာကစားမဲ့ကမ္ဘာဖလားမှာလူစိတ်ဝင်စားမှုရရှိအောင်ဝင်ရောက်ရှင်ပြိုင်စေချင်ခဲ့ကြတာပါပဲဒါပေမဲ့မာရာဒိုနာခြေစွမ်းပြပြီးအနိုင်ယူပိုဆွဲမှာကိုတော့သူတို့အလိုမရှိခဲ့ကြဘူးလို့ပြောဆိုကြတာပါအဲ့ဒီလိုပွဲပယ်ခံရတဲ့ကာလမှာတော့မာရာဒိုနာဟာဘောလုံးလိပြလောကတွေကိုစတင်ဝင်ရောက်လာခဲ့ပါတယ်ပွဲပယ်ပြီးဆုံးချိန်မှာတော့မာရာဒိုနာဟာဘိုကာဂျူနီယာအသင်းနဲ့အတူဘောလုံးကွင်းထဲကိုတဖန်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်ဒီလိုနဲ့1999ရောက်သူ့အသက်38နှစ်ပြည့်မွေးနေ့မှာတော့မာရာဒိုနာဟာဘောလုံးလောကကနေအနားယူကြောင်းကြေညာသွားခဲ့ပါတယ်မာရာဒိုနာဟာသူကစားသမားဘဝတစ်လျှောက်လုံးမှာစုစုပေါင်း692ပွဲကစားခဲ့ပြီး352ဂိုးထိသွင်းယူပေးနိုင်ခဲ့ပါတယ်ဒါအပြင်ကမ္ဘာဖလားအပါအဝင်စူဖလားပေါင်းများစွာလည်းစုကူးနိုင်ခဲ့ပါတယ် A los argentinos que no me drogué, que no corrí por la droga, corrí por el corazón y por la camiseta. Nada más. Si yo llego a esta condición no necesito drogarme para jugar. Si yo entreno como entreno, ¿qué necesidad tengo de buscar una droga? Decime. No quiero dramatizar, pero créeme que me cortaron las piernas. De ser feliz jugando al fútbol y hacerlo feliz a todos ustedes. Creo que lo logré y la verdad que hoy no me lo esperaba porque esto es demasiado para una persona, demasiado para un jugador de fútbol. Le agradezco con mi corazón porque se equivoque uno no tiene que pagar el fútbol. Yo me equivoqué y pagué, pero la pelota no se mancha. And the moods that I hate, I tend to embrace. Wonder why I'm so opposite, I'm so backwards and upside down. I'm such a clown, but I've got no frown on my little face. Why am I so freaking cute sometimes, yeah? ကျွန်တော်နေ့တင်ဆက်ပေးခဲ့တာကတော့ Diego Armando Maradona ရဲ့ဘဝဆက်ကြောင်းပဲဖြစ်ပါတယ်။တကယ်တော့ Maradona ရဲ့ကစားသမားဘဝဟာကျွန်တော်တင်ဆက်ပေးခဲ့တာတဲ့ပုံပုံနဲ့ဆိုင်ပါတယ်။သူ့ဘဝမှာအီတလီကာမိုရာဂိုင်းရဲ့ချုပ်ကင်မှုကလည်းအဓိကနေရာကနေပါဝင်ခဲ့ပြီး Maradona အနေနဲ့နာပိုလီကနေတခြားသောဥရောပအသင်းတွေကိုမပြောင်းရွှေ့နိုင်ခဲ့ခြင်းရဲ့အဓိကအကြောင်းရင်းတွေကတစ်ခုဖြစ်ခဲ့ပါတယ်။ဒါအပြင် Maradona ရဲ့ဘဝဆက်ကြောင်းမှာအာဏာရှင်နိုင်ငံရေးတွေရဲ့ပတ်သက်ဆက်နွယ်မှုတွေလည်းများစွာရှိခဲ့ပါတယ်။အဲ့ဒီအကြောင်းအရာတွေကိုတော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ကျွန်တော်ပြန်လည်တင်ဆက်ပေးပါမယ်။ဒီနေ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။